ခါကတန်လျင်မင်းနေပြီးတော့မှမင်းနန္ဒာဆိုတဲ့မင်းသားတစ်ပါးရှိခဲ့ပါတယ်။ညပရိရောက်တိုင်းမင်းနန္ဒာဟာမြစ်ကမ်းတစ်ဖူးကိုဆင်းလာပြီးလေးချွင်းတန်းတစ်ချက်ပေးတတ်ပါတယ်။အဲ့ဒီအတန်နဲ့အတူငမိုးရိတ်ဟာပေါ်လာတတ်ပါတယ်။မင်းနန္ဒာကမိချောင်းကျောပေါ်ခွာစီးပြီးတစ်ဖက်ကမ်းမှာရှိတဲ့ချစ်သူရှင်မွေးလွန်းစီကိုသစ္စာမပြတ်သွားနေခဲ့ပါတယ်။ဒါပေမဲ့ကံကြမ္မာဆိုးကဝင်ရောက်လာခဲ့ပါတယ်။အပြန်လမ်းမှာငမိုးရိတ်ခါရန်လိုရဲ့မိကြောင်မတကောင်နဲ့မိလယ်မှာတိုးပြီးပြင်းထန်စွာတိုက်ခိုက်ရပါတော့တယ်။သူ့သခင်ကိုမထိခိုက်စေခြင်းလို့ငမိုးရိတ်ခါမင်းနန္ဒာကိုသူ့ရဲ့ပါးဆက်ကြီးထဲမှာငုံထားလိုက်ပါတယ်။တိုက်ပွဲကကြားသွားခဲ့တယ်။နောက်ဆုံးရန်သူကိုအနိုင်ယူပြီးတန်လျင်ကန်းဆက်ကိုရောက်လာချိန်မှာငမိုးရိတ်ခါဝမ်းသာအားရနဲ့သူ့သခင်ကိုပြန်ထွေးထုတ်လိုက်ပါတယ်။ဒါပေမဲ့မင်းနန္ဒာဟာအသက်မရှိတော့ပါဘူး။သူ့သခင်ကိုဆုံးရှုံးခဲ့ရပါတယ်။မိเจ้าကြီးရဲ့အသေးခွဲဟင်းထောက်ခံဟာမြစ်တစ်ခွင်လုံးပဲ့တင်ထပ်သွားခဲ့တယ်။ဒီသတင်းကိုကြားလိုက်ရတဲ့ရှင်မွေးလုံးဟာနဲ့ချစ်သူမရှိတဲ့လောကမှာအသက်ရှင်နေရတာကိုမခံနိုင်တော့ပါဘူးချစ်ချင်းတရားနဲ့သစ္စာကြောင့်ပဲလူ၃ယောက်ရဲ့ဘဝတွေဟာပြီးဆုံးသွားခဲ့ရပါတယ်ဒီနေ့အထိတန်လျင်မြစ်ကတိတ်ဆိတ်တဲ့ညတွေမှာငမိုးရိပ်ရဲ့နောင်တအော်တန်ကိုကြားရသေးတယ်လို့လူတွေကပြောနေကြဆဲပါပဲ